ဖျက်ရှင်ရဲ့နာမတော်ရှေးဥစွာချီးမွမ်းပါတယ်ကျွန်တော်မိတ်ဆက်ပေးရင်းနဲ့တာဝန်တွေလည်းပေးသွားတယ်ဆိုတော့ trust and responsibility ပေါ့နော်မှုတော်မြတ်မှာအချို့ကတော့ယာဒူးလို့မြင်တာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့တာဝန်အစီခံခြင်းဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာဤကဲ့သို့စေခံနိုင်ဖို့ရန်အတွက်ရှေ့ရနေပြီးမှကျွန်တော်ပုံသက်တည်ပြသွားတဲ့ဆရာကြီးတွေရှိပါတယ်ဒီထဲမှာကျွန်တော်တို့ဆရာကြီးဒေါက်တာအောင်မန်းဆိုတဲ့ဒီတင်းတော်ရဲ့တင်းအုပ်ဆရာဖြစ်တဲ့ဆရာကြီးဒေါက်တာအောင်မန်းတို့เนาะကျွန်တော်တို့ဆရာကြီးဟောလန်ခမ်တို့ဆိုရင်เนาะသူတို့ဆောင်ပုဒ်ကတော့ simple lifestyle servant leadership ရိုးရိုးချင်းမြင့်မြင့်ကြံဆိုတဲ့အတိုင်းပေါ့เนาะကျွန်တော်ကိုဘုရားသခင်ကထာဝရအကြံစီရှိတယ်ကျွန်တော်ကိုထာဝရငရဲကနေကယ်တင်တယ်ကျွန်တော်မှာမျောလင့်ချက်မဲ့နေတဲ့အချိန်မှာဘုရားသခင်ကျွန်တော်ရဲ့မျောလင့်ချက်ဖြစ်တယ်ကျွန်တော်ဆုံးရှုံးပြီလို့ထင်ထားတဲ့အရာတွေယေရှုနဲ့တွေ့တဲ့အခါမှာတော့ပညာရေးမှာလည်းပြောင်းလဲသွားတယ်ဘဝအသက်တာမှာလည်းပြောင်းလဲသွားတယ်ဟာလေလုယာသခင်ယေရှုကြောင့်ပြောင်းလဲသွားတယ်အာမင်အဲ့တော့ဒီနေ့ဘုရားသခင်မှာကြီးမားတဲ့အကြံစီရှိတယ်တင့်အတွက်ကြီးမားတဲ့အကြံစီရှိပါတယ်လူတွေမှာပြဿနာရှိတယ်ဘုရားသခင်မှာတော့အကြံစီရှိတယ်လူတွေမှာအခက်ခဲရှိတယ်ဘုရားသခင်မှာတော့အဖြေရှိတယ်ဒုက္ခဆင်းရဲရှိတယ်ဘုရားသခင်မှာတော့လွတ်မြောက်ခြင်းရှိတယ်အဲ့ဒီဘုရားသခင်ကကျွန်တော်တို့ရဲ့ဘဝမှာကြုံတွေ့နေရတဲ့အခြေအနေအားလုံးကိုအစိုးရတော်ဘုရားဖြစ်တယ်ဣသရေလလူတွေကလည်းပြောလဲထာဝရဘုရားကြီးငါတို့ဖို့ကြီးတော်မှုကိုပြုတော်မူပြီးငါတို့ကြီးဝမ်းမြောက်လက်ရှိတယ်လို့သူတို့လည်းအံ့ဩတယ်အဲကြောင့်အငယ်1မှာကြည့်တဲ့အခါမှာဖမ်းသွားချုပ်ထားသောဇိယုန်သားတို့ကိုထာဝရဘုရားပြန်လာစေသောအခါငါတို့ဒီအိမ်မက်သောသူကဲ့သို့ဖြစ်ကြ၏တဲ့အိမ်မက်လိုပဲဖျားသခင်ရဲ့ဂျေဇုပြုခြင်းကိုခံရတဲ့အခါမှာအိမ်မက်လိုပဲနော်အိမ်မက်ထဲမှာမဲ့နေသလိုပဲဘဝအသက်တာတွေကိုဘုရားသခင်ပြောင်းလဲပေးတာအံ့ဩဖွယ်ဖြစ်တယ်အခု City Church ကိုလည်းဒီတိုက်ခန်းကနေပြီးမှအဆောင်တစ်ကိုရောက်တဲ့အခါမှာအံ့ဩဖွယ်ဖြစ်လိမ့်မယ်အိမ်မက်လိုဖြစ်နေမယ်နော်ကောင်းကင်နိုင်ငံများရောက်သွားသလားလို့လားတက်လေကားတွေပါစီးပြီးတော့နော်ကိုပိုင်တက်လေကားဆိုတော့ပြဿနာမရှိဘူးကျွန်တော်တို့ GDP တုန်းကတော့ညောင်ပင်လေးစင်းမှာသူများတက်လေကားဆိုတော့တက်လေကားလူရတာပြဿနာတက်တယ်ဆိုတော့ဒီမှာတော့ကိုပိုင်တက်လေကားနဲ့ဆိုတော့တခါတည်းနဲ့ချီးမွမ်းစရာဖြစ်တဲ့အခါအံ့ဩဖွယ်ဖြစ်မယ်နောက်ဒီမှာရှိတဲ့လူတွေတချို့အမှုရာတွေကိုကြုံတဲ့အခါမှာအံ့ဩဖွယ်ဖြစ်လိမ့်မယ်ဟာလေလုယာဘုရားသခင်ပြုတဲ့အမှုရာတွေကအံ့ဩဖွယ်ဖြစ်တယ်ဘုရားသခင်ပြုတဲ့အမှုဟာကြီးတော်မှုဖြစ်တယ်ဝမ်းမြောက်စရာဖြစ်တယ်ဘင်းသားလူပြောလိုက်ပါဘုရားသခင်ကကြီးတော်မှုကိုတင့်ပုံမှာပြုတော်မူမယ်ဝမ်းမြောက်ပါလို့နော်အာမင်မျက်ရည်ကျလက်မျိုးစေ့ကျဲတဲ့လူဟာရှင်လန်းစွာစကားရေးရမယ်ဆိုတော့ကျွန်တော်တို့မျက်ရည်ကျတဲ့အချိန်ရှိတယ်နော် Bible survey ကိုပေါ့နော်ပြန်ပြီးတော့တတိယမိလကကျွန်တော်ဆရာတယောက်ကပြောတယ်ဆိုကျမ်းစာတအုပ်လုံးကိုကြည့်မယ်ဆိုရင်တဲ့စကားလုံးနှလုံးနဲ့ချုပ်လို့ရတယ်တဲ့ကျွန်တော်တို့နားလည်ထားတာတော့ကျမ်းစာတအုပ်လုံးကိုချုပ်မယ်ဆိုရင် keyword ကရွေးနှုတ်ကဲတင်ခြင်းယေရှုခရစ်တော်အပြင်ရွေးနှုတ်ကဲတင်ခြင်းဒါပေမဲ့အဲ့ဒီဆရာကတော့ဘယ်လိုချုပ်လဲဆိုတော့ gathering and scattering နဲ့ကျဲပြန့်ခြင်းနဲ့စုသိမ်းခြင်းကွဲလွင့်ခြင်းနဲ့စုသိမ်းခြင်းအဲ့ဒီနှလုံးကိုသိရင်ကျမ်းစာတအုပ်လုံးသိပြီတဲ့ဘုရားသခင်ကအေဒင်ဥယျာဉ်မှာအာဒံနဲ့အေဝါကိုကောင်းကြီးပေးပြီးတော့မှသူတို့တလုံးတစ်ဝါတည်းဖြစ်စေတယ်အပြစ်လုပ်တဲ့ခါကျတော့သူတို့မောင်းထုတ်လိုက်တယ်ပြီးတော့မှဘုရားသခင်ကနော်လူတွေကိုကောင်းကြီးပေးပြီးတော့မှတခါတည်းနဲ့ပွားများဖို့ရန်အတွက်လုပ်တယ်ဒါမဲ့လည်းဘာဘူးလုံရဲတိုက်ကြီးကိုသူတို့စောက်ကြတဲ့ခါမှာဘာသာစကားတွေကိုကွဲပြားစေပြီးတော့မှပြန့်နှံ့စေလိုက်တယ်ပြီးတော့မှဣသရေလလူမျိုးတွေကိုဂတိတော်နယ်မြေမှာနေရာချထားတယ်နားမထောင်တဲ့ခါမှာဘာဘူးလုံတိမ့်ပိုက်ခြင်းခံရတယ်ကွဲပြားသွားတယ်ပြီးတဲ့ခါမှာဇေရုဗဗေလတို့လက်ထက်မှာပြန်ဆုတယ်ပြန်ဆုပြီးတော့မှသူတို့ဗိမာန်တော်ပြန်တည်ဆောက်ကြတယ်ပြီးတော့မှသခင်ယေရှုခရစ်တော်ရောက်လာတဲ့အချိန်မှာဟေရုမင်းကြီးတည်ဆောက်ထားတဲ့နန်းတော်မှာရှိတယ်ပြီးတော့မှ AD 90မှာတခါပြန်ကွဲသွားတယ်ကျွန်တော်ပေနေကုတ်တဲ့နေ့မှာတခါတန်ရှင်တော်ဝိညာဉ်တော်ကနေသွန်လောင်းပြီးတော့မှလူတွေအားလုံးကမြေကြီးစွန့်တိုင်အောင်ဧဝံဂေလိဟောဖို့ဖြစ်တယ်ဒါပေမဲ့ကောင်းကင်ကျရင်အားလုံးရိတ်သိမ်းရမှာဖြစ်တယ်ဘုရားသခင်ကပြန်လာစေသောအခါမှာတဲ့နော်အခုကျွန်တော်တို့အားလုံးကကွဲလွင့်သွားကြတယ်အရရက်ကိုကျွန်တော်တို့ပြန့်နှံ့သွားတယ်အထူးသဖြင့်ကျွန်တော်တို့ချင်းလူမျိုးတွေကကဘာပြန့်နှံ့သွားတယ်ကျွန်တော်တို့နိုင်ငံခြားသွားပြီးဟေးဆိုရင်တော့အမေရိကမှာသွားရင်တော့ကရင်လူမျိုးတွေအများကြီးပဲချင်းလူမျိုးတွေအများကြီးပဲအင်္ဂလန်မှာသွားရင်လည်း
ကရင်လူမျိုးတွေအများကြီးပဲချင်းလူမျိုးတွေအများကြီးပဲကချင်လူမျိုးတွေလည်းအများကြီးပဲမြန်မာပြည်ကတိုင်းရင်းသားတွေကအခုကဘာတန်းရောက်သွားတယ်အခုအမေရိကန်ကပိတ်သွားတယ်ဆိုတော့တခြားနိုင်ငံသွားဖို့ဘုရားသခင်အကြံစီဖြစ်လိမ့်မယ်အမေရိကန်တော်ပြီတဲ့အမေရိကန်မှာများနေပြီတဲ့နော်တခြားနိုင်ငံသွားတော့တဲ့ဘာဖြစ်လို့အမေရိကန်မှာအမေရိကကိုသိမ်းပိုက်ဖို့လုံလောက်ပြီအင်္ဂလန်မှာလည်းတော်တော်များများလုံလောက်ပြီဘာဖြစ်လို့ဆိုတော့အင်္ဂလိပ်တွေကဖျားမရှိကိုကြောက်ဖျားเจ้าနေရလွတ်နေတယ်ကျွန်တော်တို့မြန်မာပြည်ကသွားတဲ့လူတွေကဖျားမရှိကိုပဲမနေနိုင်ဘူးဟာလေလုယာအဲကြောင့်မြန်မာပြည်ကိုထားခဲ့တဲ့ဟိုမှာသွားသိမ်းပိုက်ပါတဲ့နော်ဟာဟိုနေရာမှာအခုကတကားတစ်ချက်ပိတ်ရင်တစ်ချက်ဖွင့်ပေးတယ်ဘုရားသခင်ကကွဲလွင့်စေတယ်ဘုရားသခင်ပြန်လည်ပြီးတော့မှစုစည်းတယ်ကျွန်တော်တို့အားလုံးရဲ့စုစည်းခြင်းကဘုရားနိုင်ငံတော်မှာဆောင်ရမှာဖြစ်တယ်ဟောဒီမှာတော့ကျွန်တော်တို့အားလုံးကတော့မြေကြီးဆုံးကိုရောက်သွားခြင်းဒီအဓိကဧဝံဂေလိတရားဟောဖို့ဖြစ်တယ်ဘုရားသခင်တို့တသက်ခံဖို့ဖြစ်တယ်ဘုရားသခင်မှာကြီးတဲ့အကြံစီရှိတယ်အဲ့ဒါကိုကျွန်တော်တို့ဘု து ရဲ့အသက်တာမှာပြန်တွေးရလဲဆိုရင်တော့ကဘာဦးချမ်းမှာယောသတက်တာမှာတွေးရတယ်ယောသကလည်းကျွန်ုပ်အနီးပါးသို့လာကြပါလောဟုညီကိုတို့အားဆိုလင်သူတို့ဒီအနီးပါးသို့ချင်းလာကြ၏သူကလည်းကျွန်ုပ်ဒီအေဂုတုပြည်သို့ရောင်းလိုက်သောတင်တို့ညီဖြစ်ပါ၏တို့ရာတွင်တင်တို့ဒီကျွန်ုပ်ကိုဤရက်သို့ရောင်းလိုက်မိသောကြောင့်စိတ်မညှိုးငယ်ကြပါနဲ့မညှိုးငယ်ကြနဲ့ကိုအမျက်မထွက်ကြနဲ့အကြောင်းမူကားဖျားခင်သည်လူအသက်ကိုစောင့်စေခြင်းကတင်တို့ရှေ့မှာကျွန်ုပ်ကိုဆေလွတ်တော်မူပြီးမြေပေါ်မှာ2 နှစ်အစာခေါင်းပါပြီးထားပါခဲ့ပြီးလေလုတ်ခြင်းစပါးရိတ်ခြင်းကိုမပြုတ်သောနှစ်5 နှစ်ရှိသေး၏ဖျားခင်သည်တင်တို့ကိုမြေကြီးပေါ်မှာကြံကျွင်းစေခြင်းကကြီးစွာသောကဲတင်ခြင်းအပြင်တင်တို့အသက်ကိုချမ်းသာစေခြင်းက၎င်းတင်တို့ရှေ့မှာကျွန်ုပ်ကိုဆေလွတ်တော်မူပြီးထို့ဖြစ်၍တင်တို့သည်ကျွန်ုပ်ကိုဤရက်သို့ဆေလွတ်သည်မဟုတ်ဖျားခင်ဆေလွတ်တော်မူသည်ကျွန်ုပ်ကိုဖာရောဘုရင်၏အဖအရာ၌၎င်းနန်းတော်အုပ်အရာ၌၎င်းအေဂုတုပြည်လုံးကိုအုပ်ဆိုးသောသခင်အရာ၌၎င်းခန့်ထားတော်မူပြီအာမင်နှုတ်ကပတ်တော်အပြင်ဖျက်ရှင်ကောင်းကြီးပေးပါစေဒီမှာကျတော့ဒီမှာစကားလုံးတစ်လုံးကစိတ်ဝင်စားစရာကောင်းတာပါလဲဆိုရင်တော့ great salvation ကြီးစွာသောကယ်တင်ခြင်းယောသက်ကမဟုတ်မမှန်ဆွဆွဲခံရတယ်ယောသက်ကဒုက္ခရောက်တယ်ယောသက်ကရောင်းစားခံရတယ်တတ်ဖို့ကြံစည်ခြင်းခံရတယ်သူ့ရဲ့အိမ်မက်ကြောင့်သူ့ရဲ့ယူပါယုံကြောင့်သူ့ရဲ့ညီကိုရဲ့မုန်းတီးခြင်းကိုခံရတယ်အခုနန်းတော်အုပ်အရာမှာဖာရောဘုရင်ရဲ့အဖနေရာမှာတော့မှသူယာဒူးရသွားတဲ့ခါမှာသူ့ရဲ့ညီကိုတွေကိုသူ့ရဲ့မျက်နှာဖုံးခွာပြီးတော့မှအခြေအနေမှန်ကိုမိတ်ဆက်တဲ့ခါမှာမစိုးရိမ်နဲ့တင်တို့ဟာကျွန်တော်ကိုဆေလွတ်တာမဟုတ်ပါဘူးတင်တို့ကျွန်တော်ကိုရောင်းစားလို့ကျွန်တော်ဒီကိုရောက်တာမဟုတ်ပါဘူးဒီမှာသူပြောလို့ဆိုတော့ဖျားခင်ဆေလွတ်တာဖြစ်တယ်ကြီးစွာသောကယ်တင်ခြင်းအတွက်ဆေလွတ်တာဖြစ်တယ်ပြီးတော့မှမြေကြီးပေါ်မှာအစာခေါင်းပါတဲ့အချိန်မှာဣသရေလလူမျိုးကိုရွေးနှုတ်ခြင်းခံရတဲ့အမျိုးကိုမြေကြီးပေါ်မှာကြံကျွင်းစေဖို့ဖျားသခင်ကအကြံစီနဲ့ကျွန်တော်ကိုဆေလွတ်တာဖြစ်ပါတယ်လို့ယောသက်ကဝန်ခံခဲ့တယ်။ထို့ဖျားရှိဘုန်းကြီးပါစေ။ယောသက်ကတို့ဝန်ခံနိုင်ဖို့လည်းဖျားရှိကောင်းကြီးပေးပါစေ။အာမင်။ဒီနေ့ကျွန်တော်တို့တစ်ခါလေလူအချင်းချင်းမြင်တယ်။ကျွန်တော်တို့အခြေအနေကိုကြည့်တယ်။ကျွန်တော်တို့ပြဿနာတွေပေါ်မှာဆုံးဖြတ်တတ်တယ်။ကျွန်တော်တို့ကိုပြောတဲ့စကားတွေပေါ်မှာကျွန်တော်တို့ခံစားတတ်တယ်။ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေပေါ်မှာကျွန်တော်တို့ဘဝကိုအဆုံးဖြတ်လို့ထင်ခဲ့တယ်။တကယ်တမ်းကျတော့ကျွန်တော်တို့ရဲ့ဘဝအသက်တာရဲ့အဆုံးဖြတ်ဟာဖခင်လက်ထဲမှာဖြစ်တယ်။ဒါကြောင့်ဖခင်ကဒီຢာတွေအားလုံးရဲ့အဓိက sovereign lord အစိုးရသောအရှင်ဆိုတာကိုယောသတ်ကောင်းကောင်းနားလည်ခဲ့တယ်။အဲ့ဒီနားလည်မှုကြောင့်မလို့သူခွင့်လွှတ်နိုင်ခဲ့တယ်။အာမင်။အဲ့ဒီနားလည်မှုကြောင့်မလို့သူ့ရဲ့ယူပါယုံကိုမျက်ခြေမပြတ်စူးစိုက်နိုင်ခဲ့တယ်။အဲ့ဒီနားလည်မှုကြောင့်မလို့ခုနအချုပ်ထဲမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာရောက်ချော်လဲရောထိုင်မနေဘဲနဲ့သူ့ရဲ့တန်ဖိုးကိုသူထိနိုင်ခဲ့တယ်။နှမွေးသူခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။အချုပ်ဆိုပြောတယ်ခွင့်လွှတ်ပါတယ်တဲ့မခေါ်တော့ဘူးတဲ့အချုပ်ကျတော့လေခွင့်လွှတ်ပါတယ်မျက်နှာမကြည့်ချင်တော့ဘူးတဲ့စကားမပြောချင်တော့ဘူးတဲ့ဒီထဲမှာခွင့်မလွှတ်နိုင်တဲ့လူတွေရှိလားမသိနော်ဆရာရဲ့ဘယ်လွယ်မလဲနော်သူမျက်နှာရောမြင်တော့မမြင်ရကြအခုပြောလိုက်တာနဲ့ဟိုတချို့ဆိုရင်တော့နေထိုင်နဲ့ Facebook မှာကြည့်ပြီးတော့ဆဲနေတဲ့လူတွေလည်းရှိတယ်နော်နောက်ဆုံးမှဆိုကျွန်တော်တို့
ဒီခရိယန်တွေမှာဘယ်လောက်ထိဖြစ်လာလဲဆိုတော့ဆုတောင်းစည်းဝေးလို့တော့အဆဲခံရတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီလူတွေအတွက်ဆုမတောင်းရဘူးတဲ့အဲ့ဒါခွင့်မလွတ်ခြင်းရဲ့လက္ခဏာတွေနာကျင်မှုရဲ့လက္ခဏာတွေကျွန်တော်နားလဲပါတယ်ဒါပေမဲ့ယောသက်ကနားလဲတာဖြစ်သမျှအခြေအနေတွေအားလုံးကအခြေအနေပေါ်မှာကြည့်ပြီးဆုံးဖြတ်ရင်တော့အဲ့ဒီလိုဖြစ်မှာပဲဒါပေမဲ့အခြေအနေကကျွန်တော်တို့ကိုလွှမ်းမိုးတာမဟုတ်ဘူးဖယားခင်ကကျွန်တော်တို့ရဲ့နှလုံးသားကိုလွှမ်းမိုးရင်နှလုံးသားထဲကနေကောင်းသောအရာထွက်လာမယ်ချီးမွမ်းခြင်းထွက်လာမယ်ဝန်ခံခြင်းကတစ်မျိုးဖြစ်လာမယ်ဖယားခင်ကကြီးသောအကြံစီရှိတယ်ဖယားခင်ကကြီးမားသောအမှုကိုပြုတယ်ဖယားခင်အချင်းကြီးလောက်တာမဟုတ်ဘူးဖယားခင်ကကြီးစွာသောကယ်တင်ခြင်းကိုထင်ရှားစေဖို့ဖြစ်တယ်ဖယားခင်ဘုန်းတော်ထင်ရှားစေဖို့ဖြစ်တယ်အာမင်ဒိုင်လအနာဂတ်ကျမ်းမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘာတွေ့ရလဲဆိုတော့နေဗုခဒ်နေဇာအကုန်သိမ်းသွားတာဗိမာန်တော်တွေကရွှေငွေတွေရောတန်ဖိုးရှိတဲ့လူတွေရောချောရလှတဲ့လူတွေရောအားလုံးကိုသိမ်းသွားတဲ့ခါမှာကျမ်းစာဘယ်လိုရေးလဲဆိုတော့ထာဝရဘုရားသည်ယုဒရှင်ဘုရင်ယောယကိမ်မှစ၍ဗိမာန်တော်တစားချုပ်ကိုနေဗုခဒ်နေဇာလက်သို့အနံတော်မူ၍အဲ့စကားလေးကဒံယေလအခန်းကြီး1အငယ်1မှာပါတယ်ဖယားကအံ့တာတဲ့အဲ့တော့ဒီနေ့လောကကြီးမှာအမှတ်တမဲ့ဖြစ်သွားတာဖယားတခင်မတိလိုက်တာမရှိဘူးဖယားတခင်အခွင့်တော်ပဲဖယားတခင်အခွင့်ပေးလိုက်တာဖြစ်တယ်သူတို့တွေအားလုံးပါသွားတဲ့ခါမှာကျမ်းစာကတော့ဖယားတခင်ကနေဗုခဒ်နေဇာလက်ကိုအပ်လိုက်တာဟာအဲ့လောက်ဆိုးတဲ့လူကြီးလက်ထဲကိုအပ်သလားဒါပေမဲ့အဲ့ဒီလိုအပ်လိုက်တာယောသက်ကလေးကိုထောင်ချဖို့ရခွင့်ပြုတဲ့ဟာကဖယားသခင်အကြံစီရှိတယ်ခုနကဒံယေလတို့အားလုံးကအဲ့ဒီဒါဘူးလုံးတိမ့်ပိုက်တဲ့နေရာမှာပါသွားတာကဘုရားသခင်အကြံစီဖြစ်တယ်နောက်ဘက်မှာကျွန်တော်တို့ပြန်သိရတယ်ခုတို့မင်းကြီးလက်ထက်မှာပြန်သွားဖို့ဆုံးဖြတ်ချက်တွေချပေးလိုက်တယ်အဲ့ဒါပါရှားနိုင်ငံပေါ့နော်အဲကြောင့်ကျွန်တော်တို့အခုအီရန်နဲ့အစ္စရေးပြဿနာအဲ့ဒီမှာရှိတယ်အမှန်တော့အီရန်နဲ့အစ္စရေးကအရင်တော့အစ္စရေးနိုင်ငံဖြစ်လာဖို့အရန်ကိုထောက်ခံခဲ့တာကျမ်းစာအရအီရန်နော်ပြီးတော့မှကုလသမဂ္ဂမှာလည်းထောက်ခံခဲ့တာအီရန်နော်အခုမှထဖြစ်တာလေအဲ့ဒါအကြောင်းရှိတယ်နောက်ဆုံးသောကာလရဲ့လက္ခဏာဖြစ်တယ်အခုလောလောဆယ်ကတော့တတိယကမ္ဘာစစ်နဲ့အစ္စရေးထက်အရေးကြီးတာကျွန်တော်တို့အရောက်စီတိုင်းပေါ်မှာဘုရားတကယ်ပြုကျင်တဲ့ကြီးတော်အမှုရှိတယ်အဲ့ဒါကိုနားလည်ဖို့ရတဲ့လွတ်ဝက်ချက်ကတော့ဘာလဲဆို He is sovereign Lord ဘုရားတကယ်ဒီအစိုးရတော်ရှင်ဖြစ်တယ်ဘုရားတကယ်ကြီးတော်အကြံရှိတယ်ကြီးတော်ကယ်တင်ခြင်းအမှုကိုပြုဖို့ရတဲ့ဘုရားတကယ်အသင်ကိုရွေးကောက်ထားတာဖြစ်တယ်ယောသက်ကဒါကိုသဘောပေါက်ပြီးတော့မှအဖေလဲဆုံးအောင်တစ်ခေါက်ပြန်စိုးရင်ပြန်တယ်ဗျဟာအဖေမရှိတော့ရင်တော့ငါတို့အဖေမျက်နှာရှိတော့ငါတို့မတတ်တာဖြစ်မယ်အခုတော့ဂလဲစားချေမလားလို့စဉ်းစားတဲ့အခါမှာကပ္ပဦးကျမ်း90ငွေ20မှာတင်တို့ဒီကျွန်ုပ်ကိုညှင်းဆဲမိကြံကြတော့လေဖယားခင်ဒီယနေ့ဖြစ်သည့်အတိုင်းလူများအသက်ချမ်းသာစေခြင်းကကျေးဇူးပြုမိကြံတော်မူ၏ယောသက်ကသူ့ရဲ့ညီကိုတွေသူ့ကိုတတ်တဲ့လူတွေသူ့ကိုမကောင်းချင်တဲ့လူတွေကိုသူပြောတာနော်မစိုးရင်နဲ့ကျွန်ုပ်ကိုညှင်းဆဲဖို့ကြံပေမဲ့တကယ်တမ်းကျတော့ဖယားသခင်ကတော့ကျွန်ုပ်ကိုကျေးဇူးပြုဖို့ကြံတယ်ဖြစ်တယ်တင်တော့ကကျွန်ုပ်ကိုဖျက်ဆီးဖို့ကြံပေမဲ့ဖယားသခင်ကတော့ချမ်းသာပေးဖို့ကြံတယ်ယနေ့ဖြစ်သည့်အတိုင်းပဲကျွန်တော်ဖြစ်လာပါတယ်ဟာလေလုယာအဲကြောင့်ဒီနေ့ကျွန်တော်တို့ယောမအခန်းကြီး8:28မှာလဲခတ်သိမ်းသောအရာတို့သည်တညီတညွတ်တဲ့အကျိုးကိုပြုစုတယ်ဘသူတွေအတွက်လဲဆိုတော့ဖယားသခင်ကိုချစ်တော်သူတွေအတွက် everything work together for the goods of those who love the Lord ဆရာကြီးဦးမျိုးချစ်ကအမြဲတမ်းပြောတယ်အဲ့ဒီမှာ everything ဆိုတဲ့မှာ good and bad အားလုံးပါတယ် good and evil အားလုံးပါတယ်ကောင်းတာရောဆိုးတာရောအခြေအနေကောင်းတာရောမကောင်းတာရောကြိုက်တာရောမကြိုက်တာရောအားလုံးကတော့ကျွန်တော်တို့အကျိုးရှိဖို့တညီတညွတ်ထဲဘုရားသခင်ကြံစည်ထားတယ်မြန်မာနိုင်ငံမှာကျွန်တော်ကြုံတွေ့နေရတဲ့ဝမ်းနည်းမှုတွေကြုံတွေ့နေရတဲ့ကြေကွဲမှုတွေကျွန်တော်တို့ရဲ့ဆုံးရှုံးမှုတွေအားလုံးကအဲ့ဒီအရာတွေကိုကြည့်ပြီးမှဆုံးဖြတ်မယ်ဆိုရင်တော့ချီးမွမ်းနိုင်မှာမဟုတ်ဘူးခွင့်လွှတ်နိုင်မှာမဟုတ်ဘူးခြေနှက်နိုင်မှာမဟုတ်ဘူးဒါပေမဲ့အဲ့ဓာတွေကိုကျွန်တော်တို့ဖယားသခင်ဂတိတော်နဲ့ဆွဲကင်ပြီးတော့မှဖယားသခင်ဒီအဆိုးရတော်ရှင်ဖြစ်တယ်ဘုရားသခင်ဒီကျွန်တော်တို့အကောင်းဆုံးကြံစီပေးထားတဲ့ဘုရားဖြစ်တယ်ဘုရားသခင်ဒီကျွန်တော်တို့ကိုအကောင်းဆုံးတခြားသူတွေကိုပါပြန်လဲကောင်းကြီးပေးဖို့ရတဲ့ဂျေဇုပြုမဲ့အကြံစီရှိတယ်ဆိုတာကိုခံယူလိုက်ရင်တော့ကျွန်တော်တို့ထဲကနေပြီးမှချီးမွမ်းခြင်းထွက်လာမယ်ခွင့်လွှတ်ခြင်းထွက်လာမယ်ပြီးတော့မှကောင်းချီးပေးခြင်းတွေထွက်လာမယ်အဲ့ဒီမှာနမိတ်လက္ခဏာတွေကိုကြုံတွေ့ရမယ်အဲ့ဒီခါမှာတော့
ဖယားသခင်ကကြည်တော်မူကိုပြုတော်မူပြီလို့တတ်သိခံရတော့အခွင့်ကိုရရှိမှာဖြစ်တယ်အဲ့ဒီလိုလူဟာယုံကြည်သူဖြစ်တယ်ယုံကြည်သူဆိုတာကယုံကြည်ခြင်းနဲ့သက်ရှင်ရမှာဖြစ်တယ်ယုံကြည်ခြင်းနဲ့သက်ရှင်တယ်ဆိုတာအခြေအနေကိုကြော်ပြီးကြည့်ဖို့ဖြစ်တယ်ယုံကြည်ခြင်းနဲ့သက်ရှင်တယ်ဆိုတာကျွန်တော်တို့မြင်နေရတဲ့အရာတွေမဟုတ်ပဲမမြင်သေးတဲ့အရာကိုမျှော်လင့်ခြင်းဖြစ်တယ်ဒါကြောင့်ဒီနေ့ဖြောင့်မတ်တော်သူဟာယုံကြည်ခြင်းနဲ့အသက်ရှင်လိမ့်မယ်ဒီနေ့ဘုရားသခင်ဟာဒီမှာရှိတဲ့လူငယ်တွေအတွက်ယောသတ်လိုပဲဘုရားသခင်ဟာကြီးမားတဲ့အကြံစီရှိပါတယ်ကောင်းသောအကြံစီရှိပါတယ်ခုနကတော့ပြောတဲ့အခြေအနေတိုင်းမှာမျက်ရည်ကျတဲ့မျိုးစေ့ကျဲရတဲ့အခါမှာဘုရားသခင်ကရှင်လန်းစွာစပါးရေးရမယ့်အချိန်ရှိပါတယ်အဲ့ဒီလိုပြန်လာစေတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ပတ်ဝန်းကျင်ကလည်းပြောမယ်ဟာအံ့ဩစရာကောင်းလိုက်တာဣသရေလလူတွေကနှစ်ပေါင်းထောင်နဲ့ချီပြီးမှပြန်လာဖို့ဆိုတာမလွယ်ပါဘူးဘုရားသခင်ရဲ့အကြံစီကအံ့ဩစရာကောင်းပါတယ်ဒီနေ့ကျွန်တော်ကျမ်းစာထဲမှာဖော်ပြထားတဲ့အရာတွေကမနှက်ပြန်ထွက်မဲ့သတင်းစာတဲ့ခင်မိတယ်ဆရာစွန်ကိုခိုင်အဲ့ဒါကိုပြောတဲ့အခါကျွန်တော်ကအဲ့တိတ်နားမလဲဘူးဒီကျမ်းစာတဲ့မနှက်ပြန်ထွက်မဲ့သတင်းစာတဲ့ခင်မိတယ်အခုသတင်းတွေကိုကြည့်တဲ့အခါမှာတစ်ခါလေအရန်ပဲအံ့ဩပြီးတော့မှကြည့်တာပြီးလဲပြီးတော့အောက်မှာ comment ကပါလဲအဲ့ဒါ game ပါတဲ့ဟာတီရောနော်တကယ်ချနေတယ်အောက်မေးတာဘယ်ဟုတ်မလဲ AI ကလုပ်ထားတာဟာတချို့သတင်းကြတော့မမှန်ဘူးတဲ့တချို့သတင်းတွေကြတော့လေသူတို့ရဲ့အာဘော်တွေထည့်ထားတယ်ဒီနေ့စိတ်ပြက်စရာကောင်းတဲ့သတင်းသားထောင်ရတာဟိုဘက်ကနိုင်ငံရေးသတင်းကတစ်မျိုးဒီဘက်ကသတင်းအကောင်းဆုံးသတင်းကတော့နှုတ်ကပတ်တော်သတင်းဖြစ်တယ်နှုတ်ကပတ်တော်ကတော့တမန်တရားဖြစ်တယ်မနေ့ယနေ့နောင်ကာလမပြောင်းမလဲတဲ့ဘုရားရဲ့စကားဖြစ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကပြောထားတာဒီနေ့ထိခေတ်မီနေတော့မယ်မနေ့ပြန်လည်းခေတ်မီအောင်မယ်နောက်ဆုံးကဘာကြီးပြည့်တဲ့အချိန်ထိခေတ်မီနေအောင်မယ်ရှမာသဲ24ယေရှုသည်ဗိမာန်တော်မှထွက်ကြွတော်မူသည်ရှိသောတပည့်တော်တို့သည်ဗိမာန်တော်တိုက်ဆောင်များကိုပြခြင်းကအထံသို့ချဉ်ကပ်ကြ၏ယေရှုကလည်းဤအလုံးစုံတို့ကိုသင်တို့မြင်ကြသည်မဟုတ်လောငါအမှန်ဆိုသည်ကမဖြိုမချပဲကြောက်တစ်ခုပေါ်မှာတစ်ခုမျှမတီမနေရဟုမိန့်တော်မူ၏ထို့နောက်တန်လွင်တောင်ပေါ်မှာထိုင်တော်မူစဉ်တပည့်တော်တို့သည်အခြားသူမပါဘဲချဉ်ကပ်၍ထိုမူရာတို့သည်အဘယ်ကာလမျှဖြစ်မည်ကို၎င်းကိုယ်တော်ကြွလာ၍ဤကတ်ကဘာကုံသောပုပ္ပနမိတ်သည်အဘယ်နမိတ်ဖြစ်မည်ကို၎င်းအမိန့်တော်ရှိပါဟုလျှောက်ကြ၏ယေရှုကလည်းသင်တို့ကိုအဘယ်သူမျှမလက်ဖျားစေခြင်းကတတိပြုကြတော့အများသောသူတို့ကငါသည်ခရစ်တော်ဖြစ်သည်ဟုဆိုလဲငါအယောင်ဆောင်၍ပေါ်လာသဖြင့်လူများတို့ကိုလှည့်ဖျားကြလိမ့်မည်သင်တို့သည်စစ်တိုက်ခြင်းအကြောင်းကို၎င်းစစ်တိုက်အံ့သောသတင်းစကားကို၎င်းကြားရကြလိမ့်မည်သို့တော်လည်းစိုးရင်တုန်လှုပ်ခြင်းမရှိစေခြင်းကတတိပြုကြလော့ထိုအမှုရာများသည်ဖြစ်ရမည်သို့တော်လည်းအဆုံးသည်မဖြစ်သေးလူတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံရန်ဘက်ပြုကြလိမ့်မည်အရရတို့နဲ့အစာခေါင်းပါခြင်းကာလနာများပြားခြင်းမြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်ထိုမှုရာတို့သည်ဒုက္ခဆင်းရဲခြင်း၏အစအဦးဖြစ်သည်နားလည်နိုင်ဖို့ပြည့်စုံကောင်းကြီးပေးပါစေဆရာကြီးဗန်အိုးကတော့ခဏခဏတင်နန်းပေးရင်အဲ့ဒီကိစ္စလည်းပြောဘူးပါတယ်ဒီမှာတင်နန်းတက်ဘူးတဲ့လူကြားဘူးလားတော့မသိဘူးကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကကြားဘူးတာအဲ့ချိန်မှာနားမလဲဘူးကျမ်းစာကျောင်းမှာရောက်တယ်တိတ်နားမလဲဘူးဒါပေမဲ့အစ္စရေးကိုတစ်ခေါက်ရောက်တဲ့ခါကျတော့မှပဲတကယ်ဗိမာန်တော်ကြီးကအံ့ဩစရာကောင်းတယ်ဆောက်ထားတာသခင်ယေရှုလက်ထက်မှာဆိုရင်တော့တကယ်ပဲခမ်းနားတယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်ကိုတပည့်တွေကယေရုရှလင်မြို့မှာလိုက်ပြီးတော့မှပြပြီးတဲ့အခါဘာပြောလဲဆိုတော့ဒီလောက်ကြီးမားတဲ့နော်အံ့ဩစရာကောင်းတဲ့ဗိမာန်တော်ကြီးဆိုပြီးမှကြွားလုံးထုံနေတဲ့အချိန်မှာသခင်ယေရှုကပြောတယ်ဒီဗိမာန်တော်ကြီးကကြောက်တစ်ခုနဲ့တစ်ခုမထပ်ပဲနဲ့ပြိုတဲ့အချိန်ရောက်လိမ့်မယ်တပည့်တွေအံ့ဩတယ်အဲ့ဒါဘယ်လိုဖြစ်နိုင်မလဲဆိုနော်ကျွန်တော်တို့ဒါစိတ်ဝင်စားစရာနောက်ဆုံးသောကာလရဲ့လက္ခဏာတစ်ခုဟာဣသရေလတိုင်းနိုင်ငံကိုကြည့်ရမှာဖြစ်တယ်နောက်ဆုံးသောကာလရဲ့လက္ခဏာတစ်ခုကဗိမာန်တော်ကိုကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်ဒါကျမ်းစာအရပါနော်အခုဒီဗိမာန်တော်နဲ့ပတ်သက်ပြီးတော့မှဣသရေလလူတွေနဲ့ပတ်သက်ပြီးတော့မှသခင်ယေရှုပြောထားတဲ့စကားဘယ်ချိန်မှာပြည့်စုံလဲဆိုရင်တော့ဒါ AD 30လောက်မှာ AD 90မှာပြည့်စုံခဲ့တယ်။ကျွန်တော်တို့ဒီ archaeology နဲ့ခုနဒီတမိုင်းကြောင်းကိုပြန်လေ့လာတဲ့အခါမှာဘာဖြစ်လို့ကြောက်တစ်ခုနဲ့တစ်ခုမထပ်တာလဲဆိုတဲ့ကိစ္စတချို့လည်းကြားဖို့မှာပဲဗိမာန်တော်မီးရှို့လိုက်တဲ့အခါမှာရွှေတွေအားလုံးကမီးလောင်ပြီးတော့ကြောက်ကြားတွေထဲမှာရောက်သွားတယ်အမှဆိုဘယ်သူမှပင်ပန်းခံပြီးမတူရွှေရှိလို့ရွှေတူးတဲ့သမားတွေကြောက်တူးသမားတွေဖကန်းမှလို့ပေါ့နော်တနိုင်းမှလို့ပေါ့အဲ့ဒီဗိမာန်တော်ရဲ့
ကြောက်ထဲမှာရှိတဲ့ရွှေတွေကိုတူးပြီးတော့မှတစ်ချက်မှမကြက်အောင်ပြိုသွားတယ်ယေရှုခရစ်တော်ပြောတဲ့စကားပြည့်စုံခဲ့တယ်အဲ့ဒါက AD 90မှာဖြစ်ခဲ့တယ်ဒါနောက်ဆုံးသောကာလရဲ့လက္ခဏာပြီးတော့မှအငယ်32မှာတင်မောတဖန်ပင်ကိုအဆွဲပြု၍ပုံသက်တွေတစ်ခုကိုမှတ်ကြလော့တင်မောတဖန်ပင်ဒီအခက်အနဲ့နှုတ်ရဲ့အရွက်ပေါက်သောအခါຫນွေကာလနီးသည်ကိုတင်တို့သိကြ၏ထိုနည်းတူဤเจ้าရာလုံးစုံတို့ကိုမြင်ရလျင်လူသားသည်တကားဝအနီးသို့ရောက်တော်မူသည်ကိုသိမှတ်ကြလော့သူတို့နဲ့ပြောမယ်ဆိုတော့အဲ့ဒီတင်မောတဖန်ပင်ဆိုတာကဣသရေလတိုင်းနိုင်ငံကိုပုံဆောင်တယ်အဲ့ဒီမှာအခက်အလက်တွေထွက်လာပြီဆိုရင်တော့ຫນွေကာလနီးလေဆိုတော့သိတယ်လို့ပဲနောက်ဆုံးသောကာလနီးလာပြီဆိုတော့ထောင်နဲ့ခြီးပြီးတော့မှတိုင်းပြည်ပျောက်သွားတဲ့တိုင်းနိုင်ငံလေးကဂျားထဲမှာဖြတ်ပြောမယ်ဆိုဥပမာလေးပေါ့မြန်မာနိုင်ငံမှာပြူလူမျိုးတွေပျောက်သွားတယ်ဒီတောင်တန်းသာသနာပြုဆရာတော်ကရေးတယ်ပျောက်သွားတဲ့ပြူလူမျိုးတွေကချင်းလူမျိုးတွေပါအဲကြောင့်မလို့တောင်ပေါ်သာသနာကိုသူတို့ကအဲ့လိုနဲ့နှိုးဆော်တာအဲ့စာကိုဖတ်ဘူးလားမသိဘူးပြူလူမျိုးတွေကချင်းလူမျိုးတွေတဲ့တချို့ကျတော့လေပျောက်သွားတဲ့ဣသရေလလူမျိုးတွေကချင်းလူမျိုးတွေလို့ပြောတာရှိတယ်နော်ဘယ်ကခံယူမလဲတော့မသိဘူးပေါ့နော်ဆိုတော့အဲ့တော့ဘာပဲပြောနှစ်ပေါင်းထောင်နဲ့တောင်နော်မချီသေးဘူးတချို့ကလူမျိုးပျောက်သွားတယ်တချို့ကကျတော့တိုင်းနိုင်ငံတော့ရှိတဲ့လူမျိုးကရောသွားတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာနှစ်ပေါင်းထောင်နဲ့ချီပြီးတိုင်းပြည်ပျောက်သွားပေမဲ့ယဉ်ကျေးမှုရောယုံကြည်ချက်ရောလူမျိုးမပျောက်တာဣသရေလလူမျိုးဖြစ်တယ်ဖခင်သခင်ကကမ္ဘာပေါ်မှာဣသရေလလူမျိုးအထုကာကွယ်ထားတယ်ဆိုတော့တိုင်းပြည်ပြန်ပေါ်လာပြီးတော့မှအခုအချိန်မှာကျွန်တော်သတင်းမှပြန်ကြားနေရတယ်အီရန်နဲ့အစ္စရေးနဲ့ပြီးတော့မှအစ္စရေးနဲ့ပတ်လည်ဝိုင်းနေတဲ့အရာတွေအဲ့ဓာတွေအားလုံးကဘာကိုဖော်ပြနေလဲဆိုတော့လူသားကြွလာဖို့တကားဝရောက်နေပြီတဲ့နီးတဲ့နီးလာပြီဆိုလို့တဲ့ဘောကအခုဖြစ်နေတဲ့တိုက်ပွဲတွေအခုကျွန်တော်တို့ American Donald Trump တနက်ပြစ်တာဒီတဲ့ထိရမှာနော်ထိရင်ပြီးသွားပြီဒါပေမဲ့အဲ့ဒီအချိန်မှာသူဒီလိုလေးလှည့်လိုက်တာနဲ့လွဲသွားတယ်နော်ကပ်ပြီးတော့မှဖြတ်သွားတယ်ဆိုသူ့ကိုမသေးပဲထားတာလဲအကြောင်းရှိမယ်ဒီຢာတွေအားလုံးကဖယားခင်လက်ထဲမှာဖြစ်တယ်ကျွန်တော်တို့လူနေနဲ့နားမလည်နိုင်ဘူးဒါပေမဲ့ကျွန်တော်နားလည်နိုင်တာပါလေခတ်သိမ်းသောຢာတို့ဒီဖယားခင်ကိုချစ်တော်သူတို့အတွက်တညီတညွတ်တဲ့အကျိုးကိုပြုစုတယ်လို့ငါတို့သိကြတယ် We don't know about tomorrow မနေ့ဖြန်ကိုတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့မနေ့ဖြန်ကိုပိုင်တဲ့ဖယားခင်ကိုသိတယ်ကျွန်တော်တို့သေရဘယ်သွားမလဲဆိုတဲ့အာမခံချက်ကိုရတယ်ယေရှုကိုယုံကြည်တဲ့လူဟာထာဝရအသက်ကိုရတယ်အာမင်ခုနကအစိုးကြံစီပေမဲ့ဘဝမှာအမျိုးမျိုးခက်ခဲမှုကြုံတွေ့ရပေမဲ့နောက်ဆုံးမှာဝိညာဉ်အတွက်ကောင်းဆုံးဖြစ်မယ်ဖယားခင်ကိုပူပြီးအားကိုးဖို့ဖြစ်မယ်ဖယားခင်ကခက်ခဲတဲ့အချိန်မှာကြီးမားတဲ့အကြံစီရှိတယ်ဖယားခင်ကနေလက်လွတ်သွားတယ်ဆိုတာမရှိဘူးဒါကြောင့်ဘုရားသခင်ကပြောလဲဆိုတော့ထို့ကြောင့်တင်တို့သည်ပြင်ဆင်လက်နေကြလောအကြောင်းမူကားတင်တို့မထင်မမှတ်သောနာရီ၌လူသားသည်ကြွလာလိမ့်မယ်ပြင်ဆင်လက်နေပါလို့ပြောပြီးတော့မှဘာအကြောင်းပြောလဲဆိုတော့အရှင်သည်မိမိအိမ်သားအပေါင်းတို့အားအချိန်တန်နေအစားတော်တို့ကိုဝေဖန်ခြင်းကအုပ်ချုပ်ခန့်ထားသောတစ္ဆာနှင့်ပြည့်စုံသောတတိပညာနှင့်ပြည့်စုံသောကျွန်ကအဘသူနည်းဆိုဖယားသခင်ကသူမကြွလာခင်မှာသူ့ရဲ့အိမ်တော်မှာတစ္ဆာနဲ့ပြည့်စုံတဲ့သူတွေကိုတာဝန်ပေးထားတာရှိတယ်တစ္ဆာရှိတဲ့ကျွန်တွေကိုတာဝန်ပေးထားတာရှိတယ်အုပ်ချုပ်ခန့်ထားတာရှိတယ်တတိပညာနဲ့ပြည့်စုံတဲ့ကျွန်တွေကိုဖယားသခင်ကတာဝန်ပေးထားတာရှိတယ်အဲ့တာဝန်ကဘာလဲဆိုတော့အစားအသောက်ကိုဝေဖန်ခြင်းကတဲ့အဲ့ဒါကိုဒေါက်တာသောမတ်တင်နန်းမှာကျွန်တော်ဘာသာပြန်ပေးနေခွန်အားရတာအစားအသောက်ကိုဝေဖန်ခြင်းဆိုတာဘာလို့လဲဆိုတော့သူကမုတ်ဖို့ပြီးရင်အဲ့ဒီမုတ်ကိုကျွေးဖို့လူတွေကိုဝေငှပေးဖို့အိမ်သူအိမ်သားအားလုံးကိုကျွေးဖို့ဆိုတဲ့ကဒီနေ့ခက်ခဲတဲ့အချိန်နောက်ဆုံးသောကာလမှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုဝါစွာကျွေးဖို့ဖြစ်တယ်ကျွန်တော်တို့အရောက်စီတိုင်းဖခင်သခင်နှုတ်ကပတ်တော်ကိုတည်င်းကောင်းကိုဝေငှဖို့ရန်အတွက်ဖြစ်တယ်ဒီနေ့ခရစ်တော်မကြွလာခင်မှာတည်င်းတွေပို့ပြီးတော့ဆိုးလာပြီးခက်ခဲမှုတွေကြုံတွေ့တဲ့အခါမှာအသင်းတော်ရဲ့တာဝန်ကတော့ဧဝံဂေလိတည်င်းစကားဝေငှဖို့ဖြစ်တယ်အသက်မုတ်ကိုပေးဖို့ရန်အတွက်ဖြစ်တယ်ပြီးတော့မှဒီအချိန်မှာကျွန်တော်နှုတ်ကပတ်တော်ဟောပြောဖို့ဖြစ်တယ်တခြားအကြောင်းပြောဖို့မဟုတ်ပါဘူးနှုတ်ကပတ်တော်ကိုကြည်လေနှုတ်ကပတ်တော်ကတော့ကျွန်တော်တို့ကိုခွန်အားပေးတယ်အတွင်းလူကိုခိုင်ခန့်စေတယ်ခရစ်တော်ကြွလာခြင်းတွေပြင်ဆင်ပေးတယ်အတွေးခေါ်ကိုတန်ရှင်းစေတယ်ကျွန်တော်ဒီနေ့စုံစမ်းခြင်းတွေရှိပါတယ်ကျွန်တော်ပါဝင်မှုတော်ဆောင်တွေအားလုံးမနေ့မိုးလင်းတာနဲ့ဘာကြည့်လဲတည်ညအိတ်ခါနီးဘာကြည့်လဲတည်ခွန်အားရလားဝမ်းသာသလားအမှန်ပထမအဦးဆုံးမနေ့မိုးလင်းလာရင်ပထမအဦးဆုံးကြည့်ရမှာဘုရားသခင်နှုတ်ကပတ်တော်ဖြစ်တယ်အာမင်နှုတ်ကပတ်တော်ဆိုတော့လေတယ်လီဖုန်းပေါ်ကကြည့်တဲ့နှုတ်ကပတ်တော်မဟုတ်ပဲကျမ်းစာအုပ်ကကြည့်တဲ့နှုတ်ကပတ်တော်ဖြစ်ဖို့ဖျက်ရှင်ကောင်းကြီးပေးပါစေ
အခုကျန်းစာအုပ်ကြီးဒီဘက်လှန်လဲကျွန်တော်ဆရာတယောက်ပြောဒီဘက်လှန်လဲကျန်းစာဟိုဘက်လှန်လဲကျန်းစာဒီဘက်လှန်လဲကျန်းစာတိုက်တဲ့နေရာလှန်ကျန်းစာကြီးပဲတယ်လီဖုန်းမှာကျန်းစာကြည့်တစ်ချက်ပုတ်လိုက်တာနဲ့မာသွားပြီစုံစမ်းကြည့်ရများတယ်ဟာဂျိုရှီယောဘန်ရောက်သွားဟာမဟုတ်သေးဘူးနော်ဟာနော်ကျွန်တော်တို့ကျန်းစာကနေပြီးမှဟိုတရင်ရောက်သွားကျန်းစာကနေပြီးမှဟိုကနေပြီးတောင်းဆိုဝင်လာတယ်ဆိုတော့ဆွဲဆောင်မှုများရောက်လို့ကျန်းစာအုပ်ကိုကင်ဖို့ပြည့်ရှင်ကောင်းကြီးပေးပါစေကျန်းစာအုပ်မကင်တဲ့လူများနောင်တော့ရပါကျန်းစာပဲကင်နေဟေးဆိုရင်တော့ကောင်းပါတယ်ကျွန်တော်မိုင်းရှုမှာတရားတော်ဟောတဲ့အချိန်မှာတချို့အဲ့တော့တင်းတော်ကျွန်တော်ဖိတ်တဲ့ဆရာရဲ့ရောက်ခမကြီးကမနေ့ဆိုရင် BBC ကိုတီးလို့ပြီးမှ BBC ကျွန်းလို့ပြီးမှဆိုကျန်းစာဖတ်တာကျန်းစာဖတ်တာလား BBC နားထောင်တာလားမသိဘူးအဲ့ဒီမှာကျွန်တော်ကတရားဟောတာကျွန်တော်ကအပြောက်ဘယ်သူမှတခင်နှစ်ဦးရဲ့အစီကိုမခံနိုင်ဘူးတူဦးကိုချစ်ပြီးတူဦးကိုမုန်းရမယ်ဆိုတခင်တူဦးကဘာတူလဲဘုရားသခင်နောက်တူဦးကဘာတူလဲလောကစည်းစိမ်လို့ဆရာယူရတန်ဘာသာပြန်တယ်တခုပဲရွေးပါလို့ပြောတော့အဲ့ဒီမှာလူတယောက်ကထပြီးပြောတယ်ရှမ်းပြည်ကဦးအိုက်ပါဆိုလားမသိနှစ်ခုစလုံးရွေးမယ်တဲ့ဟာလူကဒီလောက်အများကြီးပဲမရဘူးဆရာတခုပဲရွေးပါတဲ့ကျန်းစာပြောတခင်နှစ်ဦးရဲ့အစီကိုမခံရဘူးဆိုတော့တေကုန်မှာပေါ့တဲ့သူကချအော်တယ်ကျွန်တော်မှမိမတွေရှိတယ်ကလေးတွေရှိတယ်အလုံးတေကုန်မှာပေါ့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကလည်းစကားလုံးရတယ်တည်တင်တာကြပြီလူအုပ်ကြီးမှစကားပြောနေတာနော်အဲ့ဒါဟိုတရားဟောနေတာတည်တင်တာကြပြီဆိုဟာဘာဖြစ်လို့လဲဆိုတော့ရေနှစ်ချင်းခံတဲ့အချိန်မှာကျွန်တော်တို့ကလူစားတီတည်ပြီနှစ်ချင်းခံတာအတုပစီဝေးပဲရေတွေကပေါ်ထားတဲ့အချိန်မှာကျွန်တော်တို့ကယေရှုအပြင်သက်ရှင်တာဖြစ်သွားတယ်အာမင်ကျွန်တော်တို့လုံနိုင်လို့မဟုတ်ဘူးကျွန်တော်တို့ကောင်းလို့မဟုတ်ဘူးကျွန်တော်တော်လို့မဟုတ်ဘူးယေရှုတော်ကြောင့်ဖြစ်တယ်ကျွန်တော်စားနေရတာယေရှုတော်ကျွန်တော်သွားနေရတာယေရှုအရာခတ်သိမ်းကယေရှုတော်ခင်ဗျာတည်နေတာကြပြီလို့ပြောတယ်အဲ့လိုပြောတဲ့အချိန်မှာခုနကတော့ BBC နဲ့ VOA နားထောင်တဲ့ဖိုးကြီးပါထိသွားတာပေါ့သူကဘာထားပြောဆိုဆရာကိုအပြန်လမ်းစိတ်မပေးဘူးတဲ့ဟာတကယ်ပြောတာနော်အဲ့လိုတခါမှအဲ့လိုကျွန်တော်တင်နိုင်မျိုးတခါမှမတွေ့ဘူးဆရာကိုအပြန်လမ်းစိတ်မပေးဘူးဆိုကျွန်တော်ကလည်းကျွန်တော်လမ်းစိတ်မပိုင်ဒီကိုမလာဘူးလို့ငကိုတွေကအပြန်လမ်းစိတ်ထည့်ထားပြီးသားလို့ဘာဖြစ်လို့ကျွန်တော်ကလူကြည့်ပြီးဟောမဲ့လူမဟုတ်ဘူးလို့အဲ့လိုပြောလိုက်တဲ့ခါကျပြန်ထိုင်သွားကြတယ်ဒါပေမဲ့နောက်နေ့ညနှုတ်ထမှုကြတော့သူတို့နှစ်ယောက်ထတသိခံတယ်မျက်ရည်ကျပြီးမှငွေနောက်လိုက်မိလို့တခြားနောက်လိုက်မိလို့မိသားစုတွေဆုံးရှုံးသွားပြီပျက်စီးကုန်ပြီ9နှစ်ကြာတဲ့ခါမှာလာရှုံးမှာပြန်တွေ့တဲ့ခါမှာကိုအင်းကြီးနဲ့လှလှပပလူတယောက်ဝမ်းဆက်နဲ့လာပြီးမှဆရာကျွန်တော်မှတ်မိလားကျွန်တော်မှတွေ့တော့တွေ့ဘူးသလိုပဲဆိုပြောတဲ့ခါကျွန်တော်လေတည်တင်တာကြာပြီလို့ပြောတာလေအဲ့ဒီနေရာစားပြီးမှကျွန်တော်ကကြောက်တွေနဲ့လောကစီစဉ်နောက်ကိုမလိုက်ပဲဖျားနောက်ပဲလိုက်မယ်လို့ဆုံးဖြတ်လိုက်တဲ့ခါမှာကျွန်တော်အခုလိုအင်ကြီးဝစ်ထားတယ်တဲ့ဘုရားသခင်ကသူ့ကိုတကယ်ကောင်းချီးပေးတယ်တဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှာရဲနောက်မှလိုတဲ့အရာပေးတယ်ဆိုဒါပေမဲ့အခုကျွန်တော်တို့ရဲ့ဆွဲဆောင်မှုကပါလဲကျွန်တော်တို့ရဲ့အမြင်အာရုံကဆွဲဆောင်သွားတယ်အဲ့ဒါယုံကြည်ခြင်းနဲ့တက်ရှင်တာမဟုတ်ဘူးအခြေအနေကနေကျွန်တော်တို့ကိုဖိစီးသွားတယ်ဒီနေ့ဘုရားသခင်ကအခြေအနေကိုကြော်လွန်ပြီးအသက်ရှင်ဖို့အလိုရှိတယ်အခုလက်ရှိအရာကိုကြော်ပြီးမျောလင့်ခြင်းနဲ့အသက်ရှင်တဲ့လူကယုံကြည်သူဖြစ်တယ်ဘုရားသခင်အတန်ကိုကြားပြီးသက်ရှင်ဖို့လိုတယ်ကျွန်တော်ရောက်တော့မှနောက်ထပ်တစ်ခုတက်ခံချက်လေးပြောပြီးတော့နေကောင်းချုပ်ပါမယ်ကျွန်တော်ဒီကိုဗစ်ကာလမှာခုနပြောသလိုပေါ့နော်လူတွေကိုကူညီပေးနေရင်းနဲ့အခုလည်းကိုဗစ်ကပြန်ကြောလာပြီနော်အဲဒါကြောင့်ပထမဦးဆုံး volunteer အယောက်20ကျွန်တော်တို့စုတယ်ခရိယန်တွေကအဲ့ဒီအယောက်20ကိုစုတဲ့အချိန်မှာဆေးရုံမှာသွားပြီးတော့သူတို့ခြေရက်ကွက်မှာစုထားတဲ့ကိုဗစ်လူနာတွေကိုကုဖို့သွားကြတယ်အဲ့ဒီနားကအိမ်တအိမ်မှာသူတို့ခဏလေးတဲဖို့လုပ်တာပတ်ဝန်းကျင်ကလက်မခံဘူးကိုဗစ်လူနာကိုလက်မခံတာမဟုတ်ဘူးနော် volunteer ကိုလက်မခံတာအဲ့မှာနောက်ဆုံးမှာဘယ်သူမှလက်မခံတော့ကျွန်တော်ကိုမေးတယ်ဆရာကြီးမင်းလက်ခံမလားရတယ်လာခဲ့လို့ဆိုကျွန်တော်ကကျန်းစာကျောင်းမှာကျွန်တော်အတင်းတော်မှာတဲမယ်ဆိုကျွန်တော်ပတ်ဝန်းကျင်မှာတော့ကျွန်တော်ကအဲ့ဒီမှာမွေးအဲ့ဒီမှာကြီးတယ်ဆိုတော့ကျွန်တော်ရဝတာဥက္ကဋ္ဌလုပ်ဖို့လဲလာတောင်းဆိုတာရှိတယ်တမဝဲမှာဥက္ကဋ္ဌလုပ်ဖို့လဲတောင်းဆိုတာရှိတယ်ရက်ွက်ရေးရပါညာကျွန်တော်လုပ်တဲ့ခါကျတော့လူတွေကတိတ်မပြောကြဘူးပေါ့အဲ့တော့ခက်တီတီနဲ့အဲ့ဒီလူတွေကိုကျွန်တော်တို့အမှတ်ထားခဲ့တယ်ပထမဦးဆုံးအယောက်20ကျွန်တော်ဖျားเจ้าမှာတဲပြီးမှကိုဗစ်လူနာတွေကိုတွက်ကြည့်ခဲ့တယ်တရက်မှာကျွန်တော်ဖုန်းဆက်လာတယ်ဆရာတဲ့အားတွေပြက်နေပြီတဲ့နောက်ဆုံးမှကျွန်တော်တို့လူ200ကျော်300အထိ volunteer တွေဂိုင်းပေါင်းစုံကနေလုပ်ခဲ့တာပါကြက်ဥတွေစားခြင်းတယ်ဆိုတော့ကျွန်တော်ကြက်ဥသွားလူဖို့ Java company ကနေဝယ်လိုက်တယ်အပြင်မှာအဲ့တော့ကြက်ဥ100ပဲရှိတယ်အဲ့ဒီ company က300ဖောက်တဲ့ကြက်ဥတွေဆိုအဲ့ဒါကျွန်တော်ဝယ်တော့သူကတဝက်ကို short ပေးမယ်တဲ့ပြီးရင်သူတို့တဝက်ကိုလည်းလာလူမယ်ဆိုပြီးမှသွားလူလဲလူပြီးတော့သူတို့ကဘာပြောလဲဆိုညကျတော့ကျွန်တော်ဖုန်းဆက်တယ်ဆရာနဲ့
စကားပြောလို့ရမလားပါစတာတဲ့ Stuart CEO ကဖုန်းဆက်တယ်ကြက်ပေါက်လေးတွေလက်ဆောင်ပေးခြင်းတယ်တဲ့ကျတို့မော်ဘီမှာနေရာရှိတာပဲတဲ့ကြက်ပေါက်လေးတွေယူမလားတဲ့4500ကျွန်တော်မယူပါဘူးကျွန်တော်ကြက်မွေးတဲ့လုပ်ငန်းလဲကျွန်တော်မသိဘူးကျွန်တော်ညင်းနေရင်လည်းသူတို့ကပြောတယ်ဆရာတို့မှနေရာရှိပါတယ်ယူလိုက်ပါဆိုကျွန်တော်မယူရင်အဲ့ဒီကြက်တွေပါဖြစ်မှာလဲဆိုအကုန်တပ်ပလိုက်မှာတဲ့သူတို့ကနေကြော်လို့မရဘူးဖြစ်နေတော့အဲ့ဒါနဲ့ကျွန်တော်ကြက်အကောင့်4500ပေါက်စားလေးတွေအားလုံးအောင်ကျွန်တော်လက်ခံလိုက်တယ်ခုနယူပိုင်ရောကလက်ရှိတယ်ဆိုတော့အဲ့ဒါလက်ခံထားပြီးတော့မှမော်ဘီမှာလက်ခံလိုက်တဲ့ကအဲ့ဒီကြက်4500ဒီလောက်နဲ့ဆန့်တယ်ထဲတာတိလေးတွေကိုဒါပေမဲ့ဖြစ်ချင်တော့သူတို့စားသလားမမင်းနဲ့သူတို့ကမစားခင်မှာသူတို့ကကျွန်တော်တို့အရင်စားတာဗျဆိုင်ကြီးလာပြီးတော့အခုဒီအခန်းလုံးဝမလောက်တော့ဘူးအဲ့ဒီမှာဘာနဲ့တူလဲဆိုဟိုဣတရီလာလူတွေမန်နာမဟုတ်ငုံငက်တွေချပေးတယ်လို့ပဲအများကြီးဖြစ်လာတော့ကျွန်တော်တော်လေးကိုရုန်းကန်ခဲ့ရတယ်ဒါပေမဲ့ကျွန်တော်တစ်ခါစဉ်းစားဘူးတယ်ကျွန်တော်မှော်ပြီးမှခြံရှိတော့ဝါးပင်နဲ့ကျွန်တော်အများကြီးချက်ဒီဝါးတွေဘာလို့မှလဲဆိုအဲ့ဒီကြက်တွေလာလဲလာဝါးပင်အကုန်ဝါးတွေနဲ့အကုန်လုံးဆောက်ပေးပြီးတော့မှကျဲဥတစ်နေ့ကို2000 3000ရတယ်ကျွန်တော်2နှစ် project လုပ်တယ်အိမ်အောင်စုတွေအဲ့ဒီပတ်ဝန်းကျင်ကလူတွေဘယ်မှမသွားနိုင်တဲ့ချိန်မှာကျက်ဥတွေရောเนาะကျွန်တော်အတင်းတော်တွေလည်းကျက်ဥတွေကျွန်တော်ခရိုင်3ကနေတစ်ဆင့်တချို့ကျက်ဥတွေရဘူးမယ်တော့ခြံထဲကနေပြီးမှအကုန်လုံးဝင်ငါပြီးတော့မှပို့ဆောင်ဝင်ရခဲ့တယ်မာနမုန်းနဲ့ကျွေးမွေးတဲ့ဖျားပုံချီပါစေဒါကကြိုတင်ပြင်ဆင်ခဲ့တာရလအနေနဲ့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်300ရှုံးတယ်800တန်ကောက်80နဲ့ရပါတယ်ဆေပိုးတပိုးနဲ့ဟာလေလုယာအဲ့တော့ကျက်မွေးမြူရေးလုပ်ငန်းပြီးလဲပြီးသွားတော့ကျွန်တော်ရှုံးသလားမြတ်သလားလို့မင်းကျွန်တော်တော်တော်ခက်တယ်နော်ခုနကတော့ကျွန်တော်ကားတစ်စီးတော့ရှုံးသွားတယ်ဒါပေမဲ့ဘုရားသခင်ကားအစ်စ်ပိုကောင်းတာပြန်ပေးလိုက်တယ်ဟာလေလုယာဒါပေမဲ့မိသားစု300ကိုကျွန်တော်တို့ပတ်ဝန်းကျင်လူတွေကိုကျွေးမွေးရတဲ့အခွင့်ခက်ခဲတဲ့အချိန်မှာကျွေးမွေးရတဲ့အချိန်ဘုရားသခင်ပြင်ဆင်ပေးတယ်အားလုံးပြီးလဲပြီးတော့ကြီးရောက2နှစ်ကြာတော့ကျွန်တော်ရောင်းလိုက်တဲ့အခါပြန်ဖုန်းဆက်တယ်ဆရာအေးမင်းကြက်တွေယူမလားတော်ပြီမယူတော့ပါဘူးအလကားပေးမယ်ဆိုလည်းမယူတော့ပါဘူးနော်ကျွန်တော်ပြောချင်တာပါလဲဆိုတော့ဖယားသခင်ကကြက်ကိုလည်းပြင်ဆင်ပေးတယ်ကြက်ဥကိုလည်းပြင်ဆင်ပေးတယ်လူတွေကိုကျွေးမွေးဖို့လည်းပြင်ဆင်ပေးတယ်ကားအတွက်လည်းပြင်ဆင်ပေးတယ်ရှုံးသွားတဲ့ငွေတွေအတွက်လည်းပြင်ဆင်ပေးတယ်အဲ့ဒါနဲ့မကောက်အတင်းတော်တွေဖြစ်လာတယ်အာမင်ရွာထဲမှာခရိယန်မရှိတဲ့နေရာမှာနောက်ပြီးတော့မှပတ်ဝန်းကျင်မှာယုံငင်ကလေးဟောဖို့ဖြစ်လာတယ်ဒါကျွန်တော်အသက်သေခံချက်တစ်ခုဖြစ်ပါတယ်နောက်ခုနကတော့ဆရာကြီးဒေါက်တာအောင်မန်းတို့နဲ့ကျွန်တော်တွေ့ဆုံပြီးတော့မှကျွန်တော်ဗုဒ္ဓဘာသာဆရာမကနေပြီးမှပြောင်းလဲလာတဲ့အရာကျွန်တော်ဆရာမတွေကိုသက်သေခံရတယ်နိုင်ငံတော်အကြီးအကဲတွေသက်သေခံရတယ်ဒီနေ့ဒီနေ့သက်သေခံနေရတော့ဘုရားသခင်ကကျွန်တော်ရဲ့ကြဆုံးမှုအကောင်းဆုံးဖြစ်စေတယ်ကျွန်တော်ရဲ့ဆုံးရှုံးမှုတွေကိုအတိုးနဲ့ပြန်ပေးတယ်ဒါပေမဲ့10နှစ်ဆောင်းရတယ်နှစ်20ဆောင်းရတယ်အခုလည်းကျွန်တော်မြန်မာနိုင်ငံကြီးဘယ်နှစ်နှစ်ဆောင်းအောင်မလဲတော့မသိဘူးဒါပေမဲ့ယုံကြည်သူများအတွက်ဖယားသခင်မှာကောင်းသောအချမ်းစီရှိတယ်ကြီးသောအချမ်းစီရှိတယ်ဟာလေလုယာပြီးတော့မှအသင်းတော်တွေအပြည့်တဖန်ကောင်းကြီးမင်္ဂလာဖြစ်စေမယ်ဒီနေ့ကျွန်တော်တို့ဒီမှာရောက်သွားတဲ့သူတွေကတချို့ရောတတ်လို့ရောင်းစားခြင်းခံရတာလည်းရှိနိုင်တယ်တိုင်းတစ်ပါးမှာသွားပြီးတော့မှအလုပ်လုပ်ရလည်းရှိနိုင်မယ်ဝမ်းနဲ့ခြေကွဲတာတွေလည်းရှိနိုင်မယ်ဒါပေမဲ့ဖယားသခင်ကနံပါတ်1ပဲအစိုးရသောအရှင်လို့ကျွန်တော်တို့စိတ်ထဲမှာစိတ်ချမှုရပြီဆိုရင်တော့ချီးမွမ်းခြင်းထွက်လာလိမ့်မယ်ခွင့်လွှတ်ခြင်းထွက်လာလိမ့်မယ်အဆိုးဆုံးယောဂါကခွင့်မလွှတ်ခြင်းဖြစ်တယ်ဟောဒီနေ့ကျွန်တော်တို့အချင်းချင်းခွင့်လွှတ်နိုင်ဖို့လည်းလိုပါတယ်ပြီးတော့မှကျွန်တော်တို့ကြုံတွေ့နေရတဲ့အခြေအနေကိုကြည့်ပြီးတော့မှလည်းအခြေအနေကမိတ်ဆွေကိုဆုံးဖြတ်တာမဟုတ်ဘူးကျွန်တော်တို့ကဆုံးဖြတ်တာဖြစ်တယ်ဒါပေမဲ့အဲ့ကျွန်တော်တို့ဆုံးဖြတ်တာကျွန်တော်တို့ကိုယ်တိုင်ကဆုံးဖြတ်ပိုင်ခွင့်မှမရှိတာကျွန်တော်တို့ဆုံးဖြတ်လို့လည်းမဖြစ်နိုင်ဘူးဒါပေမဲ့အရာခတ်သိမ်းကိုတတ်နိုင်တော်မူသောဘုရားသခင်လက်ထဲမှာရှိရင်တော့ခြေအားကိုချစ်တော်သူတို့အတွက်ဖျားပြုတဲ့အရာတွေအားလုံးကအကောင်းဆုံးဖြစ်တယ်ဘယ်နာလို့ပြောလိုက်ပါဖျားကိုချစ်ရင်အကောင်းဆုံးဖြစ်လာမှာပါအဲကြောင့်ဖျားသခင်ကိုချစ်တယ်ဆိုရင်ကျွန်တော်တို့ဖျားသခင်နှုတ်ကပတ်တော်ကိုပထမအဦးဆုံးထားရအောင်ဖျားသခင်နဲ့ကျွန်တော်တို့စကားပြောရအောင်ကျွန်တော်တို့လည်းတယ်လီဖုန်းနဲ့တခါလေကျန်းစာဖတ်တယ်ကျွန်တော်လည်းတယ်လီဖုန်းကျွန်တော်တယ်လီဖုန်းကဟိုဟာလေ U version ထည့်ထားတာဆိုတော့ပထမဦးဆုံးမနေ့မိုးလင်းလာနဲ့တယ်လီဖုန်းလာတယ်တချို့လူတွေကအလိုက်ခံဆိုးမသိဘူးနော်မနေ့6နာရီဆက်တဲ့လူလည်းရှိတယ်သူတို့နိုးတာနဲ့မနေ့9နာရီဆက်တဲ့လူလည်းရှိတယ်တင်းအောင်ဆရာဆိုလည်းအာနာပြီးမှကင်တာရှိတယ်တချို့ဆိုလည်းညမှဆက်တာရှိတယ်ဆိုဒါပေမဲ့ဒီနေ့ကျွန်တော်တို့ဘုံမှာဘာအရေးကြီးဆုံးလဲဘသူအရေးကြီးဆုံးလဲအဲ့ဒီဖုန်းဆက်တဲ့လူကအရေးကြီးဆုံးလားဘုရားသခင်ကအရေးကြီးဆုံးလားအဲ့ကိုရွေးချယ်မှုခင်ဗျာရီးစားအရေးကြီးဆုံးလားဘုရားကအရေးကြီးဆုံးလား
ခင်ဗျာအလုတ်ကအရေးကြီးဆုံးလားဖခင်အရေးကြီးဆုံးလားအဲ့ဒီရွေးချယ်မှုပေါ်မှာတိအနာဂတ်အဆုံးဖြတ်ရှိတယ်အဲ့ဒီခုနကလူကိုဦးစားပေးပြီးတော့မှရီးစားဦးစားပေးမှမနဲ့လဲဟဲညလဲဟဲအဲ့ဒီရီးစားခင်ဗျာနာကျင်မှုတွေပေးသွားမှာဒါပေမဲ့ဖခင်သခင်နဲ့စကားပြောရင်တော့ဖခင်သခင်ဘယ်တော့မှနာကျင်မှုမပေးဘူးအာမင်ဖခင်သခင်ကိုဦးစားပေးတော့ဘယ်တော့မှမမာဘူးဟိုမှာပတ်စံထုတ်လာယူပါတိတ်တရားပေးမယ်မအားသေးဘူးငါဖခင်နဲ့စကားပြောနေတယ်အာမင်အဲ့လိုပြောရဲလားအဲ့လိုပြောရဲတဲ့လူတင်ရရလိမ့်မယ်အာမင်ဘာဘူးဖခင်ကိုထားပြီးမှတရားသွားယူသူများရှိရောက်သွားလိမ့်မယ်ဒီနေ့ဖခင်သခင်ကနံပါတ်1ဖြစ်တယ်အာမင်ဒါပေမဲ့အခုကျွန်တော်တို့စုံစမ်းခြင်းကတခြားမှမရှိဘူးအနားမှာတော့မဟုတ်အိတ်ထဲမှာပြည့်ဒီမီဒီယာကတအားနောက်ဆက်ပေးတယ်ဒါပေမဲ့အဲ့လိုပြောတဲ့အခါမှာကျွန်တော်ဖုန်းမဆက်နဲ့လို့ကျွန်တော်မပြောပါဘူးเนาะအချိန်လေးကြည့်ပြီးဆက်ပေါ့เนาะကျွန်တော်ဖုန်းကတော့မပိတ်ထားပါဘူးတချို့လူတွေကဖုန်းပိတ်ထားကြတယ်ကျွန်တော်ကအများပြည့်တရားဟောနေတယ်ဖုန်းကင်လို့မရတခါလေဆွတ်တောင်းနေတယ်ဖုန်းကင်လို့မရဒီချိန်မှာတော့ပြန်ခေါ်ပါတယ်ဒါပေမဲ့ခုနကပြောသလိုကျွန်တော်ပြောချင်တာအဲ့ဒီကိစ္စမဟုတ်ဘူးအရေးကြီးတာကဘသူကအရေးကြီးဆုံးလဲကျွန်တော်တို့ပထမဦးဆုံးနားထောင်တဲ့အတန်ကဘသူအတန်လဲနောက်ဆုံးနားထောင်တဲ့အတန်ကဘသူအတန်လဲအဲ့ဒီဘောကနေဆုံးဖြတ်ချက်ချရင်သင်ဟာအောင်မြင်တဲ့လူဖြစ်မှာချီးမွမ်းနိုင်တဲ့လူဖြစ်မှာပထမဦးဆုံးနားထောင်တာက BBC နောက်ဆုံးနားထောင်တာက VOA ဆိုတွားပြီတချို့သတင်းတွေကဟုတ်ကိုမဟုတ်ဘူးကျွန်တော်တို့ကိုဝမ်းသာစေတာမဟုတ်ဘူးဒီနေ့နှုတ်ကပတ်တော်ကဝမ်းမြောက်စေတယ်ဒီနေ့နှုတ်ကပတ်တော်ကဘာပြောလဲဖခင်သခင်ကြီးကြီးတော်မှုကိုပြုပြီးဖခင်သခင်ကြီးကြီးစွာသောကယ်တင်ခြင်းကိုပြုပြီးဖခင်သခင်ကတင်တို့ဝမ်းမြောက်စရာအမှုကိုပြုပြီးအံ့ဩစရာအမှုကိုပြုပြီးဖခင်သခင်ကတင်တို့အတွက်ကြီးသောအချမ်းစီရှိတယ်ကျွန်တော်တယောက်တည်းအတွက်မဟုတ်ဘူးယုံကြည်သူဖခင်ကိုချစ်တော်သူတိုင်းအတွက်ဖခင်သခင်မှာကောင်းသောအချမ်းစီရှိတယ်ခဏအတွက်မဟုတ်ထာဝရအတွက်ဖြစ်တယ်မျက်ရည်ကျလက်မျိုးစေ့ကျဲတဲ့လူဟာဝမ်းမြောက်ရှင်လန်းစွာရိတ်သိမ်းရသောခွင့်ကိုပေးမယ်ဖခင်သခင်ကအချင်းဤဘယ်တော့မှမဖြစ်စေဘူးဖခင်နဲ့ကြတဲ့မျက်ရည်ဟာထိုနေရာမှာဘုရားသခင်ကခံထားတယ်ဝမ်းမြောက်ခြင်းနဲ့လဲလဲပေးလိမ့်မယ်ဒီနေ့တည်င်းစကားအဖြစ်ထွက်ရှင်ရောက်တဲ့ကောင်းချီးပေးပါ